ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်အရင်ဆုံးဖော်လို့လေးတော့နှိပ်ထားပေးပါအောင်ခင်ဗျဒီဘက်ခစ်ကကောင်းလေးကရှေးဟောင်းခစ်ကိုရောက်သွားပြီးကမာခွန်ကြီးပေါ်မှာချင်းပြားတွေရဲ့အသားတုံးတွေရဲ့ကိုစီပူပူနဲ့ရှဲချက်ပြုတ်နေတာဘေးကမျက်နှာမှာဆေးရောင်ကျဲထားတဲ့လူရိုင်းကြီးနဲ့သူ့တပည့်ကျော်လေးကတော့မျက်တောင်မခတ်တန်းငေးကြည့်နေကြတာပေါ့ကောင်းလေးကပြုံးလိုက်ပြီးတစ်သားချွန်လေးနဲ့အသားတုံးကိုထိုးပြီးတော့လူရိုင်းကောင်းဆောင်ကြီးကိုမြည်ကြည့်ဖို့ကမ်းပေးလိုက်တယ်လူရိုင်းကြီးကလည်းမစားဘူးတော့အနက်မွေးမွေးနဲ့အသားတုံးကိုဟက်ခနဲကိုက်လိုက်တာပေါ့နောက်တစ်စက္ကန့်မှာပဲမျက်လုံးကြီးပြူးသွားပြီးအမလေးကောင်းလိုက်တာဒါဘာရတာကြီးလဲငါတို့အစိမ့်လိုက်စားတာထက်အဆက်ပေါင်းများစွာတာတဲ့ဆိုပြီးအမဗနန်းအော်တော့တာပဲဘေးကချင်းတောင်းကင်ထားတဲ့တပည့်ကျော်လေးဆိုရင်ဝမ်းသာလုံးလို့မျက်ရည်တွေတောင်ဝဲလို့ပြငါတို့မှာငါဖမ်းတဲ့ချင်းတောင်းတွေလည်းရှိပြီးအခုလိုချက်နီးပြုတ်နီးလဲတိပြီဆိုတော့ငါတို့မိမျိုးနွယ်စုတွေစောင်းနေကြရင်ငက်ပြက်ပြီးတေးစရာမလိုတော့ဘူးဆိုပြီးငုံမလို့ရဲမလို့ဖြစ်နေတာခစ်တစ်ကောင်လေးကလည်းအေးလေအားလုံးပဲအဝါစားကြဟဲ့လို့ပြောလိုက်ရောလူရိုင်းတွေအားလုံးသူတို့ရဲ့ကြောက်ဆောက်တွေအသားတုံးတွေကိုလေထဲမြောက်ပြီးဟေးခန့်နဲ့အောင်ပွဲခံပျော်ပါနေကြတာပေါ့ဒီလိုနဲ့တော့ထဲမှာတပည့်ကျော်လူရိုင်းလေးကတောချက်တကောင်ဖမ်းပြီးလို့ဝမ်းသာအားရနဲ့သူ့သူငယ်ချင်းတွေစီပြေးလာရုတ်တရက်ချုံပုတ်ထဲကနေရန်သူကြောက်ဆောင်မျိုးနွယ်စုကလူဆိုးကြီးထွက်လာပြီးကြက်ကိုလူယူလိုက်တယ်ပြီးတော့လူရိုင်းလေးကိုမြေကြီးပေါ်တွန်းလဲပြီးရင်ဘက်ကိုခြေထောက်နဲ့နင်းထားလိုက်တာဗျာအဲ့ဒီလူဆိုးကြီးရဲ့နမီကဟေးဆန်းတဲ့သူကဓာတ်နဲ့ချင်းချောက်ပြီးမိမျိုးနွယ်စုကအတုံးမကျတဲ့ကောင်တွေကြက်ကအစီတဝင်းဝင်းနဲ့အတော်ပဲဆိုပြီးလောင်ပြောင်တော့တာပေါ့လူရိုင်းလေးကရုန်းကန်ပြီးပြန်ပြောပေမဲ့လူဆိုးကြီးကသူ့လက်ကိုခြေထောက်နဲ့မိယာမရာနင်းချပြီးနှိပ်ဆက်သွားတယ်လေရဲ့လူရိုင်းလေးလည်းဒေါသကြီးနဲ့သူ့ရဲ့တက်သားလန်ကိုကောက်ကင်ပြီးဟေးဆန်းကိုပြေးထိုးတာပေါ့ဒါပေမဲ့ဟေးဆန်းကအေးဆေးရဲရှောင်လိုက်ပြီးသူ့ရဲ့ကြောက်ဆောင်နဲ့မိမျိုးနွယ်စုရဲ့တက်သားလန်ကိုတစ်ချက်တည်းနဲ့ပိုင်းဖြတ်ပစ်လိုက်တယ်ပြီးတော့လူရိုင်းလေးရဲ့လေပင်ကိုညှစ်ပြီးနောက်တစ်ခါလို့ရင်မင်းတို့မျိုးနွယ်စုတစ်ခုလုံးကိုတက်ပစ်မယ်လို့ချင်းချောက်ပြီးအသားတွေကိုလူယူသွားကြပါတော့တယ်လူရိုင်းလေးကများခစ်တစ်ကောင်လေးမှာထားတဲ့စိတ်အေးအေးထားပြီးအသက်ရှင်အောင်နေပါဆိုတဲ့စကားကိုတတိယပြီးဘာမှမလုပ်နိုင်ပဲမြေကြီးပေါ်မှာဒူးထောက်ပြီးငိုကြံခဲ့ရရှာတယ်ကူထဲပြန်ရောက်တော့လူရိုင်းလေးကခေါင်းဆောင်ကြီးရှေ့ဒူးထောက်ပြီးကြောက်ဆောင်မျိုးနွယ်စုကကောင်တွေကျွန်တော်တို့အစားအစာတွေကိုလူသွားကြပြီးလို့ငိုပြီးတိုင်တော့ပါရောအဲ့ဒီမှာမိမျိုးနွယ်စုကလူငယ်တွေဒေါသထွက်ပြီးလက်နက်တွေယူသွားပြန်လို့မယ်ဆိုပြီးထွက်ဖို့လုပ်ကြတာပေါ့ဒါပေမဲ့ခစ်တစ်ကောင်လေးကမိဘုံကိုရိုက်ပြီးအားလုံးရက်လိုက်ကြလို့အော်ဒါလိုက်တယ်ပြီးတော့တက်သားလန်တွေကိုတွန်းဖယ်ပြီးမင်းတို့ကဒီလိုတက်သားလန်စုပ်တွေနဲ့သူတို့ရဲ့ကြောက်ဆောက်တွေကိုသွားတိုင်းမလို့လားမင်းတို့ကသွားပြအသေးခံမလားလို့မေးလိုက်တယ်အစားအစာထက်အသက်ကပိုရေးကြီးတယ်အားလုံးလက်နက်တွေချလိုက်လို့ကောင်လေးကအမိန့်ပေးလိုက်တော့အားလုံးကမကျေနပ်ပေမဲ့လက်နက်တွေချလိုက်ကြရတယ်ပြီးတော့ကောင်လေးကလူရိုင်းကြီးတယောက်ကိုကြောက်ခဲတစ်လုံးယူပြီးမင်းရှိသမျှအားနဲ့အဝေးဆုံးကိုပြစ်ကြည့်စမ်းလို့ခိုင်းလိုက်တယ်လူရိုင်းကြီးကပြစ်ပြပြီးလူခွန်အားကဘလောက်ပဲကြီးကြီးရန်သူရဲ့ကြောက်ဆောက်တွေကိုမရှင်နိုင်ဘူးပြလို့စိတ်ပြက်လက်ပြက်ပြောတာပေါ့အဲ့ဒီအချိန်မှာကောင်လေးကပြုံးလိုက်ပြီးအဲ့ဒါမင်းတို့နေလန်းမမှန်လို့ပဲကဲတေချာကြည့်ထားကြဆိုပြီးသူလှုပ်ထားတဲ့လောက်လေးကိုခက်ခက်ရဲ့လက်နက်ဆန်တစ်ခုတည်းကြောက်ခဲထဲအားနဲ့ဆွဲပြီးလွတ်လိုက်တာဝုခနဲ့အရှိန်နဲ့ထွက်သွားတဲ့ကြောက်ခဲကအဝေးကတစ်ပင်ကြီးတစ်ပင်ကိုအလဲကနေကွဲအပ်ပြီးလဲကျသွားစေတဲ့အထိပြင်းထန်လုံးနေတဲ့မိမျိုးနွယ်စုတစ်ခုလုံးပါးစပ်ဟောင်းသားနဲ့ဒါတာမန်လူရဲ့စွမ်းအားမဟုတ်ဘူးနတ်ဖျားရဲ့တန်ခိုးတော်ကြီးရဲ့ဆိုပြီးဒူးထောက်ကုန်ကြတာပေါ့ကောင်လေးကတော့တည်ငြိမ်တဲ့မျက်နှာပေးနဲ့ညီအကိုတို့ခစ်တွေပြောင်းသွားပြီးမနှက်ဖြန်ကြရင်ငါတို့တွေအတိုးချပြီးသွားတောင်းကြစို့လို့ပြောလိုက်ရင်းနဲ့ဇလန်းကဘာဆက်ဖြစ်မလဲဆိုတာရင်တဘိုဘိုနဲ့စောင့်ကြည့်ရတော့မှာပဲဗျာ